success criteria ဆိုပါလဲဆိုဘယ်အခြေအနေရောက်မှဒါပြီးတယ်လို့သတ်မှတ်လို့ရရလဲနော်အဲ့ဒါလေးကျွန်တော်ဥပမာလေးနဲ့ပြောပြနော်နှစ်မျိုးပြောပြတစ်ခုကကျွန်တော်တို့ဒါလူတိုင်းရဲ့ကြုံမှုနဲ့ used to ဖြစ်လိမ့်မယ်ကျွန်တော်တို့ဒါပေါ်ကျွန်တော်ငယ်ငယ်တော့ကျွန်တော်အိမ်မှာတော့အမေဆိုရင်တပြက်စီလဲခိုင်းအမေကတပြက်စီလဲဟေးတားရေးရှိတပြက်စီဒါမို့အိမ်မှာတပြက်စီလဲလာအမေအဲ့နေရာကိုကြည့်လိုက်ရင်အမေကဘယ်လိုပြော request လုပ်လိုက်တာကျွန်တော်အဲ့တော့အမေက customer ကျွန်တော်က supplier okay အဲ့တော့ကျွန်တော်ကလဲလိုက်တယ်အမေပြောတဲ့အတိုင်းပဲပစ္စည်းလှည့်လိုက်တာလဲပေါ့ okay ပြီးပြီပေါ့အမေကပြီးတော့ကြည့်ဟဲ့နင်ပစ္စည်းလဲပြီးတော့မလဲရသေးဘူးလားလှဲပြီးပြီလေအမေလှဲပြီးတော့ဘယ်လိုလဲတာမပြောင်းလဲမပြောင်းအဲ့တော့ I case တွေကြုံမှုမယ်နဲ့သူအဲ့တော့ကျွန်တော်တို့ကဗျအမေ request လုပ်တဲ့ဟာကိုကျွန်တော်က supply လုပ်ပေးတာအဲ့တော့ supply လုပ်တဲ့လူတွေကျွန်တော် clarify လုပ်တင်တယ်ကျွန်တော်ဘာကို clarify လုပ်ရမလဲဆိုတော့အမေတပြက်စီလဲခိုင်းတဲ့ဟာကဘယ်အခြေအနေထိရောက်လဲခိုင်းတယ်လဲအမေစိတ်ထဲမှာတပြက်စီလဲတယ်လို့ပြီးတာဘယ်အခြေအနေကိုအမေကသတ်မှတ်တာလဲပြောချင်တာဒီခုံနေမှပြီးလဲရမှာလားကြမ်းတိုက်ရမှာလားအပေါ်မျက်နှာချက်တွေရောတိုက်ရဟိုလဲရမှာလားအဲ့ဒါမျိုးကြီးကျွန်တော်တို့ရှင်းဖို့လို့မရှင်းရင်အမေ expectation နဲ့ကျွန်တော်တို့ fulfill လုပ်တဲ့ဟာနဲ့ဘလို့မှအဆန်မှာမဟုတ်အဲ့ဒါကျွန်တော်ရှင်းဖို့လို့